ဒီပတ်စံတရွက်ကိုပေါ့နော်မြန်မာငွေ3သိန်းခွဲဝန်းကျင်နာမှာရှိပါတယ်ဟုတ်ပါတယ်ဒီပတ်စံတရွက်ကိုမြန်မာငွေ3သိန်းခွဲဝန်းကျင်နာမှာရှိပါတယ်ဒါကတော့ကိုရီးယားဝမ်ပေါ့နော်ဝမ်9000ပဲဖြစ်ပါတယ်အမှန်တကယ်တော့ပုံမှန်အားဖြင့်ပေါ့နော်ကိုရီးယားနဲ့မြန်မာနဲ့ကပေါ့နော်ငွေရဲ့အချိုးကကျွန်တော်တို့က300က3အချိုးနဲ့တက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့3များတော့အဖြစ်3နဲ့ပဲမြောက်လိုက်တယ်အမှန်တကယ်တော့ပုံမှန်အားဖြင့်သူက3တော့မပြည့်ပါဘူး2.6အဲ့လိုရှိရပေါ့နော်သူရဲ့အချိုးမှာဒါပေမဲ့ကျွန်တော်တို့ကတော့3နဲ့ပုံမှန်အားဖြင့်တွက်ရင်3နဲ့ပဲတွက်လိုက်တယ်ပေါ့နော်အဲ့မလို့ဒီကိုရီးယားဝမ်9000ပေါ့နော်ဒီကကိုရီးယားဝမ်9000ဆိုရင်မြန်မာငွေ3သိန်းခွဲဝန်းကျင်လို့ကျွန်တော်ပြောလိုက်တာပါဒါကတော့ကိုရီးယားဝမ်1000ပဲဖြစ်ပါတယ်ဒီကိုရီးယားဝမ်1000တန်တရွက်ဆိုရင်မြန်မာငွေ3000ဝန်းကျင်နာမှာရှိရပေါ့နော်ဒီကိုရီးယားမှာကသူကပေါ့နော်ငွေစက်ကူကသူက1000တန်းစပြီးတော့ပေါ့နော်အထက်ကိုငွေစက်ကူနဲ့သူတို့ကကင်ကြပါပေါ့နော်သုံးပါတယ်ကျတော့အဲ့900တန်းအောက်ကပေါ့နော်အကျွေးစည်းနဲ့သုံးကြပါတယ်ဒီမှာပါ900တန်းအောက်ဆိုရင်သူတို့အကျွေးစည်းနဲ့သုံးကြတယ်ဒီကကျွန်တော်မှာတော့900တန်းအကျွေးစည်းကမရှိဘူးပေါ့နော်အဲကြောင့်ကျွန်တော်မှာဒီမှာရှိတဲ့ဟာပြလိုက်ပါမယ်ဒါ100တန်းအကျွေးစည်းပေါ့နော်100တန်းအကျွေးစည်းနောက်ပြီးတော့50တန်းအကျွေးစည်းလည်းရှိပါသေးတယ်50တန်းအကျွေးစည်းကတော့ကျွန်တော်ဒီမှာမရှိပါဘူးအဲကြောင့်ဒီမှာ10တန်းအကျွေးစည်းလည်းရှိပါတယ်သူကအဲကြတော့အကျွေးစည်းကို900အောက်ကစပြီးတော့အကျွေးစည်းနဲ့စသုံးပါတယ်1000တန်းပေါ့နော်1000တန်းစပြီးတော့အထက်ကိုပေါ့သူကငွေစက်ကူနဲ့သုံးပါတယ်တော်တော်များများတော့ဒီမှာတော့စက်ကူတိတ်မကိုင်းကြငွေစက်ကူတိတ်မကိုင်းကြဘူးပေါ့နော်သူတို့ကဘန်ကတ်တွေနဲ့ပဲသုံးကြပါတယ်ဒါကတော့ဒီတရွက်ဆိုရင်ပေါ့နော်ဒီ1000ကိုရီးယား1000ဆိုရင်မြန်မာငွေကတော့3000ဝန်းကျင်နာမှာရှိရပါတော့အဲ့ကြတော့ပေါ့နော်ကိုရီးယားမှာပါတိုင်းလုပ်ပြီးဆိုရင်ပေါ့နော်တနာရီကိုလောက်ခပေါ့နော်သူတို့ရဲ့အနေဆုံးဈေးက1030ပေါ့နော်ကြတော့တနာရီကို1000ရပေါ့နော်1000ရကြပါတယ်တနာရီကိုဒီတရွက်ရပေါ့နော်ဒီတရွက်ဆိုမြန်မာငွေ3000တော့ရှိရပေါ့ရပါတယ်ဒါမဲ့ကိုရီးယားမှာပေါ့နော်ပါတိုင်းလောက်ကြတယ်ပါတိုင်းလောက်ကြတဲ့ခါမှာចောင်းသားကြီးပေါ့နော်ကျွန်တော်လူမျိုးចောင်းသားကြီးအကုန်လုံးចောင်းသားကြီးကပါတိုင်းလောက်ကြတဲ့အချိန်မှာကိုအားတဲ့အချိန်လေးပါတိုင်းလောက်ပြီဆိုရင်တနာရီကိုဒီ1000ပေါ့နော်ရပါတယ်အမှန်တော့1000ရတယ်လည်းရပါတော့အဲ့လိုမျိုးအစားရှိရပါဒါပေမဲ့သူတို့ရဲ့အခြေခံလစာမှာ1030ပဲသတ်မှတ်ထားပါတော့အဲ့တော့1000ဒီ1000နဲ့တည်းပဲရပါတော့ဒီ1000နဲ့ဆိုရင်တော့မြန်မာငွေ3000နားမှာတော့ရှိရပါတော့အဲ့ကြတော့တနာရီဆိုရင်တော့မြန်မာငွေနဲ့တွက်မယ်ဆိုရင်3000နားလောက်တော့ရပါတော့အဲ့ကြတော့ကိုကလုံးတော့ရပါတော့3နာရီလုံး3နာရီ4နာရီဆို4နာရီအဲ့လိုမျိုးရကြပါတယ်အဲ့ဒါကိုရီးယားမှာကတနာရီလုံးရင်တနာရီလောက်တာ1000ရတာကမြန်မာငွေ3000ကျော်ရလားတနာရီရဲနဲ့အဲ့လိုမျိုးတွက်ကြပါလိမ့်မယ်ပေါ့နော်အဲ့လိုတွက်ကြပါလိမ့်မယ်ဟုတ်ပါတယ်ဒီမှာကဒါမဲ့ဒီမှာကပေါ့နော်တနာရီဆိုရင်တနာရီနဲ့တိတာအောင်သူတို့ကအလုပ်ကိုလောက်ရတယ်ပေါ့နော်သူမနာပဲလောက်ရတယ်ပေါ့နော်အဲ့လိုမျိုးသူဘာကိုရီးယားလူမျိုးရပါတော့သူတို့ကိုယ်တိုင်လည်းအလုပ်ကိုမြန်မြန်လုပ်တယ်သူများကိုလည်းပေါ့နော်အဲ့လိုတပြင်းသူတို့ခိုင်းထားတဲ့လူကိုလည်းမြန်မြန်လုပ်